ဒီနေ့မှာတော့ Stella ကတငယ်ချင်းတို့ Sakura မှာလေးသူ့မိသားစုနဲ့ရွှေတကုံဖျားသွားတဲ့အကြောင်းတိဆက်ပြီးမှာပဲဖြစ်ပါတယ်ရှင် So let's go ဆောက်လိုက်ကြရအောင်ငါကျူရှင်ကတော့ပြန်လာပြီငါမေရဘယ်မှာလဲနေုံကြည့်မမေခေါ်ရလဲချူဟာထားလိုက်ပါတော့လေငါမေရှိနေကြအိပ်ရပေါ်မှာပဲရှိမှာပေါ့သူကအမြဲတမ်းအိပ်နေတာဆိုတော့ကဲလက်အိပ်လေးထားလိုက်အောင်နေဟေးဒီပြန်ရောက်လာတာနဲ့စူညမ်းနေရပဲနော်ပြောဘာလဲပြောသမီးဒီနေ့လေရွှေတကုံဖျားသွားခြင်းလို့အေးဟုတ်သားပဲသူဖျားသွားမခုရတာကြာပြီသွားရအောင်လေဖေဖေစောင်းရအောင်ပါအေးဟုတ်တယ်ခဏနေတော့သူရုံးစင်းတော့မှာပါဟုတ်တယ်မမေက TV ကြည့်မလို့လားညီဖေမလာခင်တော့ခဏကြည့်လိုက်အောင်မလေโอเคသမီးလည်းလှုပ်ရှားရှိရလို့โอเคမမေအကြံစီတွေသိနေရနော်ဟင်းဘာဟုတ်လဲ TV ကြည့်မယ်ဆိုတော့အကြံစီတွေမမေကလည်းပြင်းသွားတာလေတယောက်တည်းဥစ္စာကိုအမြဲတမ်းအိမ်နေတာပါအိမ်ကြီးလေးလှလေးလဲမယ်ဒီအိမ်ကြီးလေးကမနေ့ကမှဝယ်ထားနော်ကဲဘူးမှလည်းမတွေ့ပါလားအိမ်ရှိတကားကြီးလည်းဖွင့်တာဘယ်ရောက်နေကြတော့ဟာပြန်လာပြီဘယ်သူမှလည်းမရှိပါလားအင်္ဂါနဲ့မှလည်းဟဲ့ရောက်နေကြတော့မိမကြီးဟေးဒီမှာ TV ကြည့်နေတယ်ရှင်ကလည်းဟာညီရလဲဒီ TV ပဲထိုင်ကြည့်နေတာပဲကိုရီးယားကကြည့်ကိုရီးယားမင်းသားလေးလိုက်ငန်းကိုရီးယားမင်းသားလေးတွေကချောတယ်လေအဲ့တော့ကျမကကြည့်ကျင်တာဆန်းလားရှင်သမီးရောသမီးပဲရောက်တော့သမီးရေဒီမှာကွန်ပျူတာကြည့်နေတယ်သူကလည်းဒီ game မဲ့ဆော့နေတာကဲအင်းဒီဝက်စားလေးလဲလိုက်ပါအောင်ဒီနေ့ဖျားသွားမှာနော်အေးဖျားသွားမယ်ဆိုရင်ဝက်စားသွားလဲကြလှုပ်ရှားရှိရလှုပ်ကြဒီ TV ပဲထိုင်ကြည့်မနေနဲ့အဲ့ဆိုရင်လည်းကျမလည်းအင်ကြီးလေးသွားလဲလိုက်အောင်မယ်ဖျားသွားမှာဆိုတော့အင်ကြီးထမင်းနဲ့အင်ကြီးလေးပဲဝက်လိုက်ပါမယ်အမေစပင်းလေးရောစီးနော်မလီဆရာလုံနေပြန်ပါပြီညီပြီးပြီလားအကုန်လုံးပြီးသေးဘူးလေဖျားသွားမှာဆိုတော့အဆိုင်လေးပါလေးယူသွားအောင်ပါပဲဟိုကလေးမလမ်းမှာတွေ့တာအကုန်ဝယ်စားခြင်းနေတာလေဟုတ်တယ်သူ့အကြောင်းသိတယ်မလားအိတ်ထဲကိုပတ်စံနေများသာထဲခဲ့သူမြောက်တော့ပြောလို့ကိုမပြီးတော့သူမြပြောမဲ့အစားငါလည်းအိတ်လေးပါလေးယူလိုက်အောင်ပါပဲအိတ်လေးယူရမယ်မမေအိတ်ကဘယ်ထားရတော့အမလေးကို့ဘာသာကိုစော့ပြီးကို့ဘာသာကိုဘယ်နာထားမှန်းမသိဘူးเนาะခုချိန်ထိအသက်ကဖြင့်ကြီးလာပြီခုချိန်ထိအိတ်ကပြောက်နေတော့ဟာတွေ့ဒီမှာကဲမြန်လောက်ကြသွားမယ်အဲ့လိုအပြင်တစ်ခါသွားမယ်ဆိုရင်ဘာတွေလုံနေမှမသိဟိုကပြောက်ဒီဟာပြောက်နေမလေးကျမပြီးပြီတော့ရှင်းသမီးတိန်လုံးကိုပြေးလွှားပြီးသူကစော့နေရပဲဘာမှန်းကိုမသိဘူးသူ့ကိုလိုက်ပြီးတော့စောင့်နေရကဲမြန်လောက်ကြသွားမယ်ဟိုကလေးမဂိမ်းထိုင်စော့နေရလားမသိဘူးနော်ဟိုမှာဟိုရှင်းလည်းဘာထိုင်နေအောင်သွားမယ်လေကဲသွားဟဲသမီးဖေရောက်သွားပြီတော့ဟဲဒီမှာမေနဲ့ဖေကမရောက်နေခုမှလာတယ်ငါသမီးကတော့နော်တော်လက်မရှိဘူးကလေးဖြစ်ပြီးတော့ဟဲလာဇွတ်တီပြေးတာမြင်လားသူ့ကိုပြောလို့မှမပြီးသေးဘူးမှာဟဲချော်လဲအောင်မလေးမှန်တကားတွေရောအကုန်နှစ်ဖူးနဲ့တိုက်ကုန်တော့မှာပဲတိုက်ပါဦးတိုက်တယ်နားပါမလားငါတို့မိသားစုစိတ်ပြေးတဲ့ကစားနေကြလားဒီကလေးကလည်းဟိုလူနဲ့မြောက်နဲ့ဆက်ထားကြတယ်ငါလူရှင်ကျမဘာပြောရလဲရှင်တော့စကားပြောတာကိုကြည့်ပြောအောင်ကောက်တေချာမောင်းကောက်မလေးတွေငမ်းမနေနဲ့လူတယောက်မှမရှိတာပဲဖေရတယ်ညီဖေကတယောက်မှမရှိရပါသူကရှာတတ်တယ်သူ့မျက်လုံးကသိလားကဲဖျားသွားမှာကုသိုလ်ရအောင်လို့ရှောက်ပောက်ကရရှောက်ပြောအမလေးရောက်ပြီလာတော့အမလေးညီဖေကသူ့ကိုပြောလို့မမေတို့ကိုလန့်အောင်လုပ်တာကဲသွားမယ်ဟာကြည့်လားစောင်းလေးသူ
ညလာကြတော့မယ် ဖေကပုံမှာ तू ကဘာကောင်မလေးမြန်တွေ့လို့လားဇွတ်တွေပြေးတာအေးကြည့်အောင်ဟဲโอเคစောက်မအောင်ရှင်ဟာလေးကြည့်အောင် မမေကိုလက်ကြည့်တအားမကင်ထားနဲ့နားတယ် ညီကလည်းလူတွေနဲ့တော်ကြနေဟိုကဖြစ်ကုန်ပါဗောမမေလက်ကိုပေးချကင်ထား ချော်လဲဦးဖြည်းဖြည်း ဖြည်းနဲ့ရှင်ကဇွတ်တွေသွားနေကျမတို့မှဒီမှာမလေးမောလိုက်တာရှင်လိုက်ရတာ ချီဦးမကြီးကတက်ပယ်လိုက်တာ နေဖေရောက်မှပဲအေဂျင့်တော် ဖယားတက်ပဲတယ်နော် ခုမှဘာတွေထပြောနေတာ ကဲကတော့လိုက်အောင်မယ် လေစုလေးတွေလည်းတေချာတောင်း ထိုင်ကြအိုက်ပါမှာထိုင်သမီးတေချာထိုင်တရားတေချာ ဖယား ကြော တော့မဲတာရူဖယားကတော့ပြီးဆိုတော့မမေတော့အဲ့မှာထိုင်နေကြအောင်နော်ဖယားကတော့ပြီးဆိုတော့နောက်ခုံလေးမှာတော့ထိုင်နောက်ခုံလေးကလည်းထိုင်ကြကောင်း ဒီဝေးရှောင်းမသွားနေနဲ့နော်ဒီမှာဖေဖေတို့ဖျားကတော့နေ သွားပါဘူးပြန်လာမှာဆိုတော့အားလုံးရှိကြတဲ့ကျေးဇူးတင်ပါတယ်ရှင်ဒီမျိုးစိတ်ဝင်စားကြကောင်းတဲ့ Sakura ပုံမြင်လေးတွေကိုကြည့်ချင်တော့ like subscribe comment share လေးလုပ်ဖို့လည်းမမေ့နဲ့အောင်နော်ဆိုတော့ bye